ဒီနေ့တင်ပြပေးမှာကတော့ The Pyramid 2014 ဇာတ်ကားလေးပဲဖြစ်ပါတယ်။သတင်းပေးပို့ချက်အရအီဂျစ်နိုင်ငံကိုင်ရိုမြို့တွင်ဆန္ဒပြပွဲများရုန်းရင်းဆန်ခတ်မှုများဖြင့်လမ်းမများပေါ်၌ရှုပ်ထွေးပရမ်းပတာဖြစ်နေချိန်မှစတင်ထားပါသည်။ဤသို့မငြိမ်မသက်ဖြစ်နေချိန်တွင်အမေရိကန်ရှေးဟောင်းသုတေသနပညာရှင်အဖွဲ့တစ်ဖွဲ့သည်တဲကန်နာရအောက်တွင်မြုပ်နှံဖုံးကွယ်ထားသောပီရမစ်အသစ်တစ်ခုကိုရှာဖွေတွေ့ရှိခဲ့သည်။ဒေသခံများကမူထိုပီရမစ်တွင်ကျိန်စာသစ်နေပြီးတူးဖော်လိုက်ပါကကပ်ပေးဒုက္ခများကြားရောက်လာလိမ့်မည်ဟုယုံကြည်ကြသည်။သို့သောရှေးဟောင်းသုတေသနပညာရှင်များအတွက်မူဒါသည်သမိုင်းဝင်အကြီးမားဆုံးဝတ်ဖုံးထားသောလျှို့ဝှက်ချက်တစ်ခုဖြစ်နေသည်။သတင်းထောက်ဆူနီမာရှ်နှင့်ဓာတ်ပုံဆရာတာရီဖစ်စီတို့အပါအဝင်ပရိုဂျက်ရိုက်ကူးရေးအဖွဲ့ရောက်ရှိလာသည်။ဆူနီကဤပီရမစ်သည်ဂီဇာရှိပီရမစ်များနှင့်မတူကြောင်းရှင်းပြသည့်ပုံမှန်အားဖြင့်အီဂျစ်ပီရမစ်များသည်အနားလေးဖက်ရှိတော်လဲဤပီရမစ်မှာအနားသုံးဖက်သာရှိသဖြင့်ထူးဆန်းပြီးသမိုင်းဝင်အရေးပါသောပီရမစ်တစ်ခုဖြစ်ပါသည်။ဒေါက်တာမိုင်းစ်ဟိုးဒင်းနှင့်သူ၏သမီးဒေါက်တာနိုရာဟိုးဒင်းတို့၏ရှာဖွေတွေ့ရှိမှုသည်သမိုင်းစာမျက်နှာကိုပြန်လည်ရေးထိုးနိုင်ကြောင်းဆူနီကပြောကြားသည်။သို့သောနောက်ွယ်တွင်ခွေးဟောက်တံများဆက်တိုက်ထွက်ပေါ်နေ၍ရိုက်ကူးရေးကိုအနှောက်အယှက်ဖြစ်စေသဖြင့်ဖစ်စီစိတ်ပျက်သွားခဲ့သည်။ဆူနီကမိုင်းစ်ကိုအင်တာဗျူးရာတွင်မိုင်းစ်ကရှေးဟောင်းစာပေများ၌ဤဒေတာအကြောင်းနှင့်အာခေနာဒွန်ဘရင်နှင့်ဆက်ဆက်နေသောပျောက်ဆုံးနေသည့်ပီရမစ်အကြောင်းပါရှိသည်ဟုဆိုသည်။စူဇန်လေးလာရင်ထူးဆန်းသောအရာဝတ်ထားသည်ဟုခန်းစားရသဖြင့်တူးဖော်ရာမှအနားသုံးဖက်ပါဤစမ်းကျဲသောအဆောက်အုံကိုတွေ့ရှိခဲ့ခြင်းဖြစ်သည်။ဆက်လက်၍ဆူနီကနိုရာကိုအင်တာဗျူးသည်နိုရာကဒါသည်အာခေနာဒွန်ဘရင်၏ပီရမစ်မဟုတ်ကြောင်းတဲအောက်တွင်လုံးဝမြုပ်နှံခံထားရပြီးဤမြတဲများစုပုံလာရန်နှစ်ပေါင်းထောင်ပေါင်းများစွာကြာမြင့်မည်ဖြစ်ကြောင်းထို့ကြောင့်ဤပီရမစ်သည်အာခေနာဒွန်ခေတ်ထက်ပင်ပိုမိုရှိကြနိုင်ပြီးမှန်ကန်ပါကအီဂျစ်သမိုင်းအယူအဆအများအပြားပြောင်းလဲသွားနိုင်ကြောင်းရှင်းပြသည်။ဆူနီကရှေးဟောင်းသုတေသနပညာရှင်များအဘဲကြောင့်ဂျိုးဒူနည်းပညာသုံးရန်တိုးဆုပ်နေကြသလဲဟုမေးရာနိုရာကပညာရှင်များစုသည်မြေပြင်တွင်ကိုယ်တိုင်တူးဖော်သည့်ရှေးရိုးနည်းလမ်းများကိုသာပိုမိုနှစ်သက်ကြသောကြောင့်ဟုဖြေကြားသည်။ထို့နောက်မိုင်းစ်နှင့်နိုရာတို့သည်ဂျိုးဒူဓာတ်ပုံများကိုဆူနီအားပြသသည့်ဓာတ်ပုံများအရပီရမစ်၏အစိတ်ပိုင်းများစုသည်တဲအောက်တွင်မြုပ်နေဆဲဖြစ်ပြီးအပေါ်ပိုင်းအနည်းငယ်ကိုသာဝင်ရောက်နိုင်ကြောင်းပီရမစ်ထိပ်ပိုင်းသို့ဦးတည်သည့်တူးမြောင်းကိုပညာရှင်များရှာဖွေတွေ့ရှိထားကြောင်းပြသသည်နိုရာကဝင်ပေါက်ကိုပြသရာမိုင်းစ်ကပီရမစ်၏ထင်ထားသည့်ထက်ပိုမိုကြီးမားကျယ်ပြန့်မှုကိုအံ့ဩသွားသည်နိုရာကဂျိုးဒူနည်းပညာသုံးရန်စိတ်ကူးရသည်မှာဆောင်းပါးတစ်ပုဒ်ကြောင့်ဟုဆိုရာဆူနီကဂျုံပြင်ပသက်ရှိများအာကာသယာဉ်ဖြင့်ရောက်လာသည့်အကြောင်းရောပြွန်း၍နောက်ပြောင်တော်လဲနိုရာကဒါသည်သုတေသနဆိုင်ရာသိပ္ပံနည်းကျကိရိယာတစ်ခုမျှသာဖြစ်သည်ဟုစကားလမ်းကြောင်းလွှဲလိုက်သည်မိုင်းစ်ကနည်းပညာထက်ရှေးဟောင်းသုတေသနဘာသာရပ်ကိုသာပိုမိုအဓိကထားဆွေးနွေးချင်နေသည်ထိုညတွင်နိုရာသည်သူမ၏မိခင်ထံဖုန်းဆက်သည်ကိုင်ရိုတွင်ဆန္ဒပြပွဲများနှင့်အကြမ်းဖက်မှုများကြောင့်စိတ်ပူနေသောမိခင်ကိုနိုရာကနှစ်သိမ့်ပေးသည်ထို့နောက်နိုရာသည်သူမ၏ချစ်သူအဖွဲ့ဝင်ရောဘောအင်ဂျင်နီယာမိုက်ကယ်ဇာဟာတီထွင်ထားသည့်မောင်းသူမဲ့စူဇန်၏ရင်ငယ်ရှော့တွေကိုသတိထားမိသွားသည်မိုက်ကယ်ကဒါသည်နန်ဆာမတ်အင်ဂါဂျိုသွားစူဇန်၏ရင်များနီးတူခက်ခဲသောမြေပြင်အနေအထားများတွင်တွာလာနိုင်ရန်ဖန်တီးထားခြင်းဖြစ်ကြောင်းကင်မရာနှင့်အတံဖန်းစနစ်များပါဝင်သဖြင့်ပီရမစ်အတွင်းဝင်ရောက်ကာရုပ်သံများကိုတိုက်ရိုက်ပေးပို့နိုင်ကြောင်းရှင်းပြသည်ပီရမစ်အတွင်းပိုင်းသည်မစူးစမ်းရသေးသဖြင့်ရှော့တွေကိုလွတ်တင်ခြင်းသည်ပတ်ဝန်းကျင်နှင့်လမ်းကြောင်းကိုအန္တရာယ်ကင်းစွာစစ်ဆေးနိုင်မည့်အကောင်းဆုံးနည်းလမ်းဖြစ်ကြောင်းအားလုံးကလက်ခံကြသည်နောက်တစ်နေ့တွင်အီဂျစ်အလုပ်သမားများကမိုင်းစ်ထံပီရမစ်အတွင်းဝင်ပေါက်ရှာတွေ့ပြီဟုသတင်းပို့သဖြင့်မိုင်းစ်နိုရာမိုက်ကယ်ဆူနီနှင့်ဖစ်စီတို့ဝင်ပေါက်သို့အပြေးလွှားသွားကြသည်အလုပ်သမားများနောက်ဆုံးကြောက်တုံးကိုဖယ်ရှားလိုက်ချိန်တွင်အတွင်းမှဖိအားကြောင့်အစိမ့်ငွေများနှင့်မှုမြင်ပါသောလေဆိုးများပြင်းထန်စွာထွက်ပေါ်လာသည့်အဖွဲ့ဝင်တဦးအသက်ရှူချက်ကလဲကျသွားတော့လဲဆေးအဖွဲ့ကအချိန်မီကယ်တင်နိုင်ခဲ့သည်မိုင်းစ်ကနှစ်ပေါင်းများစွာပိတ်လောင်ထားသောပီရမစ်အတွင်းဂတ်စ်များရှိနေခြင်းမှာမဆန်းကြောင်းဘေးကင်းရေးအစီအမံများပြုလုပ်ရန်သာလိုအပ်ကြောင်းပြောသည်ထိုစဉ်ရှေးဟောင်းပစ္စည်းများဆိုင်ရာဝန်ကြီးဌာနမှအကြောင်းကြားစာရောက်ရှိလာပြီးကိုင်ရိုတွင်ဆန္ဒပြပွဲများပြင်းထန်နေသဖြင့်24နာရီအတွင်းအမြန်ဆုံးထွက်ခွာရန်အမိန့်ပေးသည်မိုင်းစ်ကမနက်ဖြန်ထွက်ခွာရန်ဆုံးဖြတ်တော်လဲနိုယာကဘာမှမတွေ့ရဘဲမပြန်ကျင်ပါလူမဝင်ဘဲမောင်းသူမဲ့စူဇန်၏ရင်လျှောတွေကိုသာဝင်ရောက်ရိုက်ကူးခိုင်းရန်စိတ်အားတွန်းအားပေး၍သဘောတူညီမှုယူလိုက်သည်တက်ကြက်ရှာတဲ့ရောက်ရှိလာပြီးထွက်ခွာရန်
အမိန့်ပေးရာမိုက်ကယ်ကစူးစမ်းရေးရင်ပို့ဆောင်စစ်ဆေးမှုလျင်မြန်စွာပြုလုပ်မည်ဟုပြောကြားသည်ရှောဒီကိုလှိုင်ကောင်းတွင်ဆေလွတ်လိုက်ရာအစိမ့်ငွေနှိပ်ပါစွာရှိနေသည်ကိုစက်ကရိယာများကပြသသည့်အတွင်းသို့ရောက်ရှိသွားချိန်တွင်နေရန်ပေါ်မှရှေးဟောင်းတင်ကေတာများအိုဆိုင်ရဲ့တေလွန်ချင်းဆိုင်ရာနတ်ဖျားအမတ်တစိတ်အပါဝင်ကိုကင်မရာမှတဆင့်တွေ့ရှိရသည့်ထိုနောက်စမ်းကြဲသောတရဝါတကောင်ကရှောဒီကိုဝင်ရောက်တိုက်ခိုက်သဖြင့်ရုပ်တံလိုင်းပြတ်တောက်သွားသည်မိုက်ကယ်ကအပြင်ကခွေးများဝင်တိုက်သည်ဟုထင်မှတ်ကဆက်လက်မောင်းနှင်ရန်ကြိုးစားတော်လဲလိုင်းလုံးဝပြတ်တောက်သွားကရှောဒီပြရမစ်အတွင်ပိတ်မိသွားသည်မိုင်းစ်ကမစွန့်စားပဲပြန်ရန်ပြောတော့လဲမိုက်ကယ်ကရှော်ဒီသည်နေဆဲမှငှားရမ်းထားသောဒေါ်လာ3 သန်းတန်ဆက်ပစ္စည်းဖြစ်၍မထားခဲ့နိုင်ပဲတယောက်တည်းဝင်ခဲ့မည်ဟုဆိုသည်နောက်ဆုံးတွင်မိုင်းစ်နိုရာမိုက်ကယ်ဆူနီနှင့်ဖြစ်စီတို့အားလုံးပြရမစ်အတွင်သို့ဝင်ရောက်ခဲ့ကြသည်အထဲသို့ရောက်သောအခါပြင်ပမှရုံရင်းဆန်ခတ်မှုများမရှိတော့ဘဲမှောင်မိုက်ငြိမ်သက်နေသည့်ရှေးဟောင်းကဘာတစ်ခုသို့ရောက်ရှိသွားသည်နိုရာကဗီဒီယိုမှတ်တမ်းတင်ရိုက်ကူးပြီးမိုင်းစ်ကနှစ်ပေါင်းထောင်ချီတက်တန်းရှိ၍ပြိုကျနိုင်သဖြင့်ဘာကိုမျှမကင်တွေရန်တတိပေးသည့်ခီးဆက်စဉ်မိုက်ကယ်ကပျက်စီးနေသောရှော့ဒီအစိပ်ပိုင်းချို့ကိုတွေ့ရှိရသဖြင့်တိုက်ခိုက်ခံရခြင်းဖြစ်နိုင်ကြောင်းပုံမစိုးရိမ်သွားကြသည်ထို့နောက်နိုရာကအပေါ်သို့တက်နိုင်သောအပေါက်တစ်ခုကိုတွေ့ရှိ၍အဖွဲ့တစ်ခုလုံးတက်သွားကြသည်အပေါ်ထပ်တွင်စမ်းကြဲသောအဆောက်အအုံများနှင့်သွေးချောက်များပေးကျန်နေသောတတုဖွဲ့စည်းပုံတစ်ခုကိုတွေ့ရသဖြင့်နိုရာကသွေးနမူနာယူလိုက်သည်အောက်ထပ်သို့ပြန်ဆင်းလာချိန်တွင်သူတို့ပြရမစ်အတွင်မပြောက်ဆုံးရအောင်တွေ့တန်းထားသောလမ်းပြကြိုးပြတ်တောက်နေသည်ကိုတွေးလိုက်ရသည့်ထို့ကြောင့်လမ်းပြောက်သွားကြသည်အခန်းတစ်ခန်းသို့ရောက်ရှိချိန်မိုက်ကယ်ကပျောက်ဆုံးနေသောရှော်ဒီကိုတွေ့ရှိတော်လဲကြမ်းပြင်ကြန့်ခိုင်မှုမရှိဘဲပြိုကျသွားသဖြင့်အဖွဲ့တစ်ခုလုံးပေ90အနက်ရှိသောတွင်းနက်ကြီးထဲသို့ပြုတ်ကျသွားသည်မိုက်ကယ်သည်ကြောက်တုံးကြီးဖိမိသွားသဖြင့်ခြေထောက်ကျိုးပဲ့ပြင်းထန်စွာဒဏ်ရာရသွားသည်ဆူနီကအပေါ်သို့တက်နိုင်သည့်အပေါက်တစ်ခုတွေ့၍အကူညီရှာရန်တက်သွားစဉ်ကြောင်နှင့်တူသောငတ်မွတ်နေသည့်တရဝဆန်းတကောင်၏တိုက်ခိုက်မှုကြောင့်မျက်နှာတွင်ဒဏ်ရာရကအောက်သို့ပြန်ပြုတ်ကျလာသည်ပြရမစ်အတွင်သူတို့အပြင်အခြားတရဝများရှိနေကြောင်းသိရှိလိုက်ရသည်မိုင်းစ်ကတကားတစ်ခုမှစာလုံးများကိုဖတ်ကြည့်ရာရှေ့သို့ဆက်မသွားရန်တတိပေးစာဖြစ်ကြောင်းသိရသဖြင့်စစ်တပ်၏အကူအညီကိုထိုင်ဆောင်ရန်အကြံပြုသည်သို့သောနိုယာကမိုက်ကယ်အတွက်အချိန်မရှိသဖြင့်အခြားထွက်ပေါက်ရှာရန်ဆုံးဖြတ်သည်နိုယာကမိုက်ကယ်အားလက်နှိပ်တမီပေးခဲ့ပြီးအခြားသူများနှင့်အတူထွက်ပေါက်ရှာရန်ထွက်ခွာသွားသည်မိနစ်ပိုင်းအကြာတွင်မိုက်ကယ်၏အော်တန်ကြောင့်ပြန်လာကြည့်ရာမိုက်ကယ်၏ပြတ်ထွက်နေသောခြေထောက်တစ်ဖက်ကိုသာတွေ့ရပြီးကြံခန္ဓာကိုယ်ကိုတရဝတကောင်ကဆွဲခေါ်သွားသည့်တွေးဆက်လမ်းကြောင်းများကိုသာတွေ့ရတော့သည်မိုင်းစ်ကဆူနီနှင့်ဖြစ်စီတို့စိတ်တက်မကျစေရန်မိုက်ကယ်သည်ကြောက်တုံးပြီး၍တေဆုံးသွားသည်ဟုလိန်ညာပြောဆိုတော်လဲဆူနီကမယုံဘဲမိုင်းစ်အားအပြစ်တင်သည်ခီးဆက်စဉ်အနောက်မှတတဝါငယ်အုပ်စုတစုလိုက်လာသဖြင့်အားလုံးထွက်ပြေးကြသည်ထိုစဉ်ကယ်တင်ရေးအတွက်ဝင်ရောက်လာသောတက်ကြက်ရှာတစ်နှင့်တွေ့ဆုံသည်ရှာတစ်ကတတဝါငယ်များကိုတနက်ဖြင့်ပစ်ခတ်တော်လဲအမောင်ထုထဲမှပုံမူကြီးမားသောတတဝါကြီးတစ်ကောင်ထွက်လာပြီးရှာတစ်အားအစိမ့်လိုက်ဝါမျိုးလိုက်သည်မိုင်းစ်ကမီးများအမြန်ပိတ်ခိုင်းပြီးပုံအောင်နေကြရသည်ဆူနီ၏မျက်နှာမှဒဏ်ရာများမှာကူးစက်ရောဂါကြောင့်ရောင်ရမ်းနေရဲလာသည်ဆက်လက်ထွက်ခွာလာစဉ်နယံဆေးပကြီးတစ်ခုကိုတွေ့ရသည်မိုင်းစ်ကဒါသည်တေလွန်သူများ၏စာအုပ်နှင့်ဆက်ဆက်နေပြီးအနုဗစ်နတ်ဖျား၏တရားစီရင်ခြင်းအထိတ်အမှတ်ဖြစ်ကြောင်းကောင်းမွန်သောနှလုံးသားရှိသူသာတမလွန်သို့ရောက်ရှိနိုင်ပြီးရုပ်မာသူများ၏နှလုံးသားမှာဖျက်ဆီးခံရမည်ဖြစ်ကြောင်းရှင်းပြသည့်ထို့နောက်ဥမင်လိုင်ကောင်းတစ်ခုထဲတွင်မိုင်းစ်ကထောင်ချောက်တစ်ခုကိုမတော်တဆနင်းမိလိုက်သဖြင့်တကားများပိတ်သွားပြီးတဲများအရှိန်အဟုန်ဖြင့်စီးဝင်လာသည်အားလုံးထွက်ပြေးကြစဉ်ဆူနီသည်ခြေချော်ကညှောင်ချုံများပြည့်နှက်နေသောကျင်းထဲသို့ပြုတ်ကျသွားသည်တရဝါဆန်းများကဆူနီကိုတိုက်ခိုက်ကြရာမိုင်းစ်ကမီရှူတုတ်ဖြင့်မောင်းထုတ်ကကယ်တင်ရန်ကြိုးစားတော်လဲညှောင်ချုံထိုးဖောက်ဝင်ရောက်ထားသောဒဏ်ရာကြောင့်ဆူနီသေဆုံးသွားခဲ့သည်ကြံရမရဖြစ်နေချိန်ဖစ်စီကရှော့ဒီကြန့်ရှိသောအင်တာနာလိုင်းကိုသူ၏ကင်မရာနှင့်ချိတ်ဆက်ကာပြင်ပသို့အရေးပေါ်ကူညီတောင်းခံသည့်ရုပ်သံသတင်းလွှာပေးပို့လိုက်သည်ထို့နောက်တင်ချိုင်းခန်းတစ်ခန်းသို့ရောက်ရှိသွားရာ19ရာစုခေတ်ကစူးစမ်းရှာဖွေသူတဦး၏ရုပ်အလောင်းနှင့်မှတ်တမ်းစာအုပ်ကိုတွေ့ရှိရသည့်စာအုပ်ကိုလေ့လာစဉ်အမှောင်ထုထဲမှလက်သေးရှည်ကြီးတစ်ဖက်ထွက်လာပြီးမိုင်းစ်၏ရင်ဘတ်ကိုထိုးဖောက်ကာနှလုံးသားကိုနှုတ်ယူသွားသည်ဖစ်စီကနိုရာကိုဆွဲခေါ်ကာအခန်းတွင်ပုံအောင်စေပြီးကင်မရာဖြင့်တွားရောက်ချောင်းကြည့်ရာမိုင်းစ်သည်အကျွင်းမဲ့မသေးဆုံးသေးပဲချိန်ခွင်ကြီးတစ်ခုရှိတွင်ချီနှောင်ခံထားရသည်ကိုတွေ့ရသည်ထိုတတဝါကြီးသည်ခေါင်းမှာဂျက်ကယ်မြေခွေးခန္ဓာကိုယ်မှာလူပုံစံရှိသောအနုဘစ်ဖြစ်ပြီး
Mines ၏နှလုံးသားကိုချိန်ခွင်ပေါ်တင်ကတရားစီရင်ပြီးနောက်စားသုံးလိုက်သည်နိုရာကစာလုံးများကိုပြန်လည်လေ့လာကြည့်မှဤပိယမြစ်သည်ဖာရိုဘရင်၏တင်းကြိုင်မဟုတ်ဘဲအနုဘစ်နတ်ဖျားအားပိတ်လောင်ထားသည့်ထောင်ချောက်ဖြစ်ကြောင်းသိရှိလိုက်ရသည်နိုရာနှင့်ဖစ်စီတို့သည်ရှာဒစ်၏တနတ်နှင့်မိရှုတုပ်များကိုယူဆောင်ကာကျဲပြမြေပုံအတိုင်းသီရီယက်ကျဲညွန်ပြရာကျိုးလေကားအတိုင်းအပေါ်သို့တက်ကြသည်သို့သောအနုဘစ်ရောက်ရှိလာပြီးဖစ်စီကိုဆွဲချသွားသည်နိုရာသည်မိရှုတုပ်ဖြင့်အနုဘစ်ကိုတွန်းလှန်ကာမြေပြင်အထက်သို့ရောက်ရှိသွားတော်လဲအနုဘစ်ကအပြင်ထိလိုက်လာပြီးနိုရာကိုအောက်သို့ပြန်ဆွဲချသွားသည်နိုရာသတိပြန်ရလာချိန်တွင်အခန်းအတွင်းတိုင်တစ်ခု၌ကြိုးကြည့်ခံထားရသည်ကိုတွေ့ရသည်သူမ၏ဘေးတွင်ဖစ်စီအကူအညီတောင်းနေစဉ်အနုဘစ်ကဖစ်စီ၏ခေါင်းကိုရိုက်ခွဲကာတပ်ဖြတ်လိုက်သည်နိုရာသည်လက်ထဲတွင်ဝတ်ထားသောဓားငယ်ဖြင့်ကျိုးများကိုဖြတ်ကာအနုဘစ်၏လည်ပင်းကိုလှိဖြတ်လိုက်သည်ထိုအချိန်တွင်အတွင်းရှိကြောင်ရိုင်းတရဝငယ်များကအနုဘစ်ကိုဝိုင်းဝန်းတိုက်ခိုက်ကြသဖြင့်နိုရာသည်အခွင့်ကောင်းယူ၍ထွက်ပေါက်သို့အပြေးလွှားလွတ်မြောက်အောင်သွားခဲ့သည်ထွက်ပေါက်နားသို့ရောက်ရှိချိန်တွင်နိုရာသည်ဒဏ်ရာများနှင့်အားအင်ကုန်ခန်းကလဲကျမေ့မျောသွားသည်သူမသတိပြန်ရလာချိန်တွင်ကင်မရာကိုကင်ထားသောကလေးငယ်တဦးကိုတွေ့ရပြီးအကူအညီတောင်းခံစဉ်အနောက်မှအနုဘစ်နတ်ဖျားပြန်လည်ပေါ်ထွက်လာကကလေးနှင့်နိုရာထံသို့ခုံအုပ်လိုက်ချိန်တွင်ဖန်သားပြင်မှာအမှောင်ကျသွားပြီးရုပ်ရှင်ပြီးဆုံးသွားခဲ့သည်ဤဒီမှာနိုရာသေဆုံးသွားနိုင်ပြီးပိယမစ်၏ကျိန်စာသည်အပြင်ကဘာသို့ပါကူးစက်တော်မူဖြစ်ကြောင်းညွှန်းဆိုထားခြင်းဖြစ်ပါသည်